ဆရာဒီတော့တောကျွဲတွေရှိလားဗျခြေဟာအကြီးပဲလူလဲရပါရှိသေးတာကြည့်ပြီးစိတ်ထဲမှာတမျိုးကြီးပဲဗျမဟုတ်ပါဘူးအဲ့ဒါတောကျွဲရဲ့ခြေကမဟုတ်ဘူးကဘာပေါ်မှာဒီလိုအစိမ့်လိုက်ပုံစံရှိတဲ့တမျိုးတည်းသောတိရစ္ဆာန်မြင်းအမျိုးအစားပဲအဲ့ဒီထက်ပိုကြောက်ဖို့ကောင်းတာတော့လူလဲရနဲ့တူတဲ့ဟာပဲပြီးတော့အတဝိုက်မှာအတွင်းအားရဲ့အနက်နဲ့ရနေတယ်ဒီလိုမြင်းချတော့လူလဲရနဲ့ဆိုရင်အဲ့တစေတကောင်ပဲရှိတယ်ဗျာဆရာအတွင်းစွမ်းဟုတ်လားဘယ်လိုကြည့်တာလဲဗျကျွန်တော်လည်းသင်ပေးပါလားစေးထားနောက်သင်ပေးမှာပေါ့အရန်လောတာပဲမင်းလေးကျင်ခဏလေးပါပဲအာသာချက်ကတော့ဒါတက်တော့ရန်သူထားခဲ့တဲ့ခြေရလက်ရတွေကိုမြင်ရတယ်တက်ရှိအမျိုးအစားတိုင်းမှာအတွင်းစွမ်းဓာတ်တွေရှိတယ်ဒီမင်းကရိုးရိုးမြင်းမဟုတ်ဘူးကွာအဲ့လိုခြေရဒီလိုလက်နဲ့ဆိုရင်သေးကြတယ်အဲ့ဒါငရဲမြင်းတစ်စေပဲပုံမှန်ဆိုတောထဲမှာအိတ်မဲဆိုရင်တစ်ပင်မော်လေးစင်ဆောက်အိတ်ဒါမှမဟုတ်အမြင့်မှာအိတ်ရမှာပါတကယ်မလိုအပ်ရင်မြေကြီးနဲ့ကတ်မအိတ်ရပါဘူးတစေတရေရဲ့ရန်တွေကနေကာကွယ်ယုံနာမကအကောင်ပလောင်တက်ရှိတရိษံတွေရဲ့ဘေးရန်ကနေလည်းကာကွယ်နိုင်မှုဖြစ်ပါတယ်ဒါပေမဲ့ဒီညတော့ဆရာချစ်ကောင်းတို့နှစ်ယောက်သားကြိုတင်ပြင်ဆင်မလာရလို့ဒီညမြေကြီးအောက်မှာအိတ်ကြရတော့နေဗျအိုင်နောက်ဆရာချစ်ကောင်းကအိတ်မက်တဲ့ရဲ့ပက်ပတ်လဲမှာပေကျိုးနဲ့ကားထားပြီးဘလူးအဆောင်နဲ့ကတ်ထားလိုက်ပါတယ်အဲ့လိုကြောင့်ဘိုးဘိုးတယောက်စိတ်လုံးကြုံသလိုခံစားနေရတယ်ဗျဆရာကျွန်တော်တို့အခုလိုတောနဲ့ထဲတီကိုဝင်လာရတဲ့ရွယ်ချက်ကဘာလဲဗျကျွန်တော်ကိုရုတ်တရက်ခေါ်လာတာအန်နေမများလုံးဘူးလားဆရာဟောယုံစမ်းပါငါတို့သွားရမယ့်နေရာမင်းအတွက်ကောင်းကျိုးပဲရောက်သွားတဲ့အချိန်ငါရှင်းပြမယ်ဥရွှေအရင်နေ့ကလာတိုင်တဲ့အကြောင်းအရာအောင်ဘာလဲဗျကျွန်တော်တို့အခုလိုတောနဲ့ထဲတီကိုဝင်လာရတာနဲ့ဆိုင်လားအဲ့အချိန်တော့မသိရင်အရင်အရေးကြီးတဲ့ကိစ္စလိုပဲဟိုဆရာတော်ချက်ချင်းထွက်သွားတာဆိုတော့လေမင်းစိတ်ရှုပ်ခွေးနေတယ်ဆိုတာငါသိတယ်အခုလောလောဆယ်တော့အဲ့လောက်အရေးမကြီးသေးဘူးကွာငါဟိုရက်ကသွားကြည့်လာပြီအခုကြုံတဲ့အခါမင်းကိုပြောပြမယ်ဟုတ်ကဲ့ဆရာဘာပဲဖြစ်ဖြစ်ဆရာနဲ့သာဆိုရင်ကျွန်တော်ရေကုန်ရေခန့်လိုက်ရဲတိုက်ရဲပါတယ်အခုကြည့်ရသလောက်ဘိုးဘိုးဆရာနေထွက်လာတဲ့ဆွမ်းအရန်တအားများနေတယ်အဲ့လောက်ကြီးတဲ့ငကားမိကာတာကိုသုံးနိုင်တာအဲ့လောက်အတွင်းဆွမ်းအားတွေထုတ်သုံးမယ်ဆိုရင်ဝိနေထုနိုင်လို့လက်ထက်ကရေထွက်ထားတဲ့ပူချမ်းပဲဆိုတာ तू မသိချသေးဘူးငါတို့သွားရမယ့်နေရာသူ့ကိုတမာရီတွေဝရိယတွေဒီထက်ပိုကောင်းစေပြီးတော့တစေတရဲ့ဝိညာဉ်လောကကို तू ပိုးနားလည်လာလိမ့်ဘိုးမှာအတွင်းဆွမ်းအားတွေအများကြီးရှိလို့ဆရာချစ်ကောင်းစိတ်ပူနေတာမဟုတ်ပါဘူးတကယ်တော့ထွက်လာတဲ့ဆွမ်းအားကဘိုးဟာမဟုတ်ပဲတောမင်းကြီးနဲ့သူ့လိုက်ကာကွယ်ပေးနေတဲ့လက်တွေစီကနေထွက်လာတဲ့ဆွမ်းအားတွေမှုလို့ပါလက်တွေရဲ့ဆွမ်းအားကိုထုတ်သုံးတာဟာအာသာချက်တဲ့အာနက်ချက်တွေအများကြီးရှိတယ်ဗျထုတ်သုံးတဲ့သူကအဲ့ဆွမ်းအားတွေကိုမထိန်နိုင်ရင်ယူတော်သွားနိုင်ပါတယ်ကဲဒီနေ့အနားယူတော့ခကြီးကဝေးသေးတယ်ဟုတ်ကဲ့ပါဆရာသူတို့နောက်လိုက်လာတဲ့အရာကဘလောက်အထိကြောက်ဖို့ကောင်းပြီးအန်ရည်များလဲဆိုတာဆရာချစ်ကောင်းသိလိုက်ပါတယ်မကောင်းဆိုးဝါးရဲ့ဆွမ်းအားကိုသူခံစားမိနေခဲ့တယ်ဗျငရဲမင်းကတစေတမျိုးဖြစ်ပြီးအပေါ်ပိုင်းကလူပုံစံအောက်ပိုင်းကမြင်းပါပုံမှန်ဆိုရင်အကောင်လိုက်မမြင်ရပါဘူးအတန်မဲ့ကြားရတာမျိုးခြေရပဲမြင်ရတာမျိုးလောက်ပါပဲဒီတစေကဘယ်ကနေဘလို့စပေါ်လာလဲဆိုတာဘယ်သူမှအသေးချာမသိပါဘူးရေးထားတဲ့ရာဇဝင်ကတယောက်တစ်မျိုးကိုယ်အနေတတ်တယ်ဗျတချို့ကလည်းအောက်လန်းလှုပ်ရင်မထိန်နိုင်လို့လှုပ်တဲ့သူကပြန်ထိပြီးဖြစ်လာတယ်လို့ပြောပါတယ်တချို့ကြလည်းမြင်းရဲ့ဝိညာဉ်လူစီကိုဝင်ပူးတယ်လို့ဆိုတယ်ဗျဒါပေမဲ့တူတဲ့အရာကတော့သူကမြင်းတံပြောင်းပြီးညှိနှံ့ပုံနှံ့ရှိတဲ့အသားတွေစားတာရဲ့ရွာတွေကကြက်ဥဘဲဥတွေခိုးစားတတ်တာရဲ့အဲ့မြင်းကဘသူလဲဆိုတာသိသွားခဲ့ရင်သိသွားတဲ့သူကကြားဖြစ်စေမဖြစ်စေသူလိုက်တက်လေရှိပါတယ်
ကြည်ရတာအရန်ဆိုးနေပြီသူစွမ်းအားတွေတအားများတယ်တောနက်လေးလေးသူစွမ်းအားကများလေးလေးပဲရွာတွေမှာတွေ့ရတဲ့ငရဲမင်းနဲ့မတူဘိုးထားလို့ရပြီဝက်ခေါက်စားလို့အရန်ကောင်းတယ်ဘယ်မှာလဲဘာဝက်ခေါက်လဲဗျဒီမှာလာကြည့်ညနေခင်းတော့မင်းမင်းနဲ့ချီရလက်ရပိုင်ရှင်ငရဲမင်းတစ်စီလေးကျွန်တော်စိတ်ကူးရဲ့ဟာနဲ့တူမဲလို့ထင်ထားတာဒါပေမဲ့အခုဟာကြောက်စရာကြီးနော်အေးဒါကတော့ရတစ်စီတစ်မျိုးဒီကောင်လုံးဝအထင်သေးလို့မရဘူးနော်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကငါတွေ့ဘူးတယ်ဒါပေမဲ့အဲ့ကောင်ဒီကောင်တော့မတမ်းမှသလိုပဲအဲ့တော့လည်းငါသူ့ကိုမတတ်ခဲ့ရဘူးအဲ့ကောင်ကသူ့ရဲ့ပင်မလူအစ်ကဘယ်သူလဲဆိုတာသိတဲ့သူရှင်သူ့ဟာသူသိတယ်တဲ့ငါတွေ့ဘူးတဲ့အကောင်လည်းအဲ့လိုပဲသူ့ရဲ့ပင်ကိုအစ်ကဘယ်သူလဲဆိုတာသိတဲ့သူရှိတော့သူအခုလိုလွယ်လွယ်လေးနဲ့သေးသွားတာဒါပေမဲ့ဒီကောင်ကတော့ဘယ်သူလဲဆိုတာငါလည်းအသေးချာမသိဘူးဒီလိုအခြေအနေမှာဘာလို့တင်လဲဗျသူ့ဒီအတိုင်းထားကျွန်တော်အိတ်နေတဲ့အချိန် तू ဝင်မလာတော့ပါဘူးနော်ဒါမှမဟုတ်တခါတည်းပြီးသွားအောင်ထွက်ချကြမလားတေးရရှင်ရဲ့အခြေအနေတွေအများကြီးကိုဖြတ်သန်းလာခဲ့တဲ့ဘိုးဘိုးကအခုတော့စိတ်ဓာတ်တအားပြတ်သားလာခဲ့ပါအရိမလွတ်တော့ဘူးမင်းအချိန်တို့အတွင်းအရန်တန်မားလာတာပဲ तू ငါတို့နဲ့လာမရှုံရင်ဒီတန်းလှုပ်ထားလိုက်မနက်ခင်းရှောင်းရင် तू ပြန်သွားလိမ့်မယ်ဘယူမဆိုင်နဲ့ဒါမှမဟုတ်တကယ်လို့ तू ကစားပြီးတိုက်ခိုက်လာတယ်ဆိုရင်ပေကျူကသူ့ကိုအကြားကြီးတားနိုင်မှာမဟုတ်ဘူးဒါကြောင့်ငါတို့အစီအစဉ်နောက်တစ်ခုချထားတင်တယ်ဒီကောင်တော့တကယ်သေးချင်းမီးနဲ့တူတယ်ထွက်သွားပြီးအောင်ရှင်းလိုက်မှဖြစ်မယ်ဆရာချစ်ကောင်တဲရနေထွက်လာခဲ့ပါတယ်ဒါပေမဲ့ငရဲမြင့်ကတမျိုးပြောင်းသွားခဲ့တယ်ဗျပုံမှန်ဒီလိုကောင်တွေကလူတတ်တာကြိုက်ပေမဲ့လူသားတော့စားလေမရှိပါဘူးတရိษံတွေပုတ်တိုးနေတဲ့အသေးကောင်တွေပဲစားလေရှိပါတယ်ဒါပေမဲ့ဒီငရဲမြင့်ကြတော့လူသားစားလောင်နေတယ်လို့ပဲဗျငါတို့နှုတ်နှစ်ဖက်အေးစစနေရမယ်လို့ထင်နေတာမင်းကငါတို့အဲ့လိုလုပ်တယ်ပေါ့တညာလုံးအော်နေတာပဲငါမအိပ်ရတာနှစ်ညရှိပြီကွာမင်းသိလားတင်တာကောင်းတို့ကြည့်ရတာတမျိုးပဲမအားကောင်းအဲ့ဒါပဲသူများအိတ်ထောင်နှောက်ရက်တဲ့အကျိုးဆက်သူ့ကိုရှင်းလိုက်ငါတပြီဒီတစ်ခေါက်ဘိုးယူလိုက်တဲ့ငကားမိခါတာအေးရမကြီးချင်များနဲ့ချထားတဲ့အချိန်တော့လည်းမပြေးမိမယ်ဒီလောက်အချိန်နဲ့ငရဲမျိုးနိုင်မှထင်တယ်မဖြစ်နိုင်ဘူး तू မသေးသေးပါလားဒီလောက်အချိန်နေတော့ तू ဘယ်လိုရက်နေနေရလဲဆရာကောင်းတဲ့ဘိုးဘိုးတော်တော်လေးကိုလန့်သွားခဲ့ကြပါလေတင်ငရဲမြင့်ကမကောင်းဆိုးဝါးတဆေးဆိုပေမဲ့ငကားမိကာတာနဲ့ဂါရာမန်းထားတဲ့ဘုံနဲ့တိုက်ရင်တေးရမယ့်အကောင်မျိုးပါသူမသေးဘူးဆိုတော့ဒီကောင်ရဲ့နောက်ွယ်ကိုအောက်လန်းနဲ့ထိနေတယ်လူရှိနေတယ်ဆိုတာသိကြပါတယ်
ဆရာဒါပုံမှန်မဟုတ်တော့ဘူးလို့ကျွန်တော်ထင်တယ်ဗျသူဘယ်လိုလုပ်ပြီးရက်နေနိုင်သေးရလဲငါသိပြီဒီကောင်ရဲ့နောက်ွယ်မှာထိချုံနေတဲ့သူရှိတယ်အောက်လန်းဆရာကျော်ဆိုတဲ့ကောင်နေမယ်စိတ်ဝိညာဉ်ကဖွင့်စီမဲလာရအရက်ကိုပြန်သွားလိုက်ပေစံဒီပုံမှာမင်းကန်ကုန်ပြီအေးချမ်းရအရက်ကိုသွားပြီတော့အကောင်လေးတော်လိုက်လားသူ့စွမ်းအားတွေလည်းတော်တော်ကြီးသားပဲရှိကောင်မင်းမတပြေကောင်းရှိနေတာကိုအေးပြီးမှမင်းနဲ့ငါနဲ့တွေ့မယ်